လူတွေဟာထိခနဲ့ရှိရင်စိတ်တူတတ်စိတ်မရှိဘူးမိဘကလည်းသားသမီးပေါ်စိတ်ရှိခြင်းမရှိတယ်သားသမီးကလည်းမိဘပေါ်စိတ်ရှိခြင်းမရှိတယ်ညီကိုမောင်နှမအချင်းချင်းလည်းစိတ်မရှိဘူးစိတ်တူကြတယ်အဲ့ဒီစိတ်တူခြင်းဟာအငြင်းပွားခြင်းရဲ့အကြောင်းပဲဖြစ်တယ်ဒါကြောင့်မို့စိတ်တူမယ်ဆိုရင်စိတ်မတူအောင်ကိုယ့်ကိုပြုပြင်ရမှာဖြစ်တယ်မှန်ကန်စွာနှလုံးသွင်းပြီးတော့ကောဋဆိုတဲ့စိတ်တူမှုဒေါသတရားကိုလျှော့ချကြရမှာဖြစ်တယ်အဲ့ဒါကိုမလျှော့ချနိုင်ဘူးစိတ်တူတာပဲခုံယူပြီးတော့ငါကမရဘူးထိခနဲ့ရှိစိတ်တူတယ်ငါစိတ်ကိုလာမစမ်းနဲ့လို့ဆိုတာမျိုးတွေမလုပ်ဖဲနဲ့အေးငါစိတ်တူမိတာမှားပါတယ်နောက်မဖြစ်စေရပါဘူးဆိုပြီးစိတ်တူမှုကိုလျှော့ချဖို့လိုအပ်တယ်ပေါ့ဘာနဲ့လျှော့ချရမလဲလို့ဆိုလို့ရှိရင်အမှန်တရားကိုဆင်ခြင်သုံးသပ်ခြင်းဖြင့်လည်းလျှော့ချနိုင်တယ်ဒေါသရဲ့အပြစ်ကိုရှုမြင်သုံးသပ်ခြင်းဖြင့်လည်းလျှော့ချနိုင်တယ်တစ်ဖက်သားအပေါ်မှာအပြစ်မမြင်မဲနဲ့မေတ္တာသက်ဝင်ခြင်းဆိုတဲ့အကောင်းမြင်တဲ့ရှုမြင်သုံးသပ်ခြင်းဖြင့်လည်းလျှော့ချနိုင်တယ်